ကျွန်တော်တူမကိုလိုက်နေတာ3နှစ်ရှိပြီအလေးကိုအတူတူရေးကြည့်ကြရအောင်ကျွန်တော်က I တူမကိုဆိုတော့ her လိုက်နေတာကောင်းမလေးတယောက်ကိုလိုက်နေတာဆိုလို့ရှိရင်ဖတ်စုကိုသုံးလို့ရတယ်ဖတ်စုဒီကိုသူ့ကိုချစ်ကြောင်ကြိုက်ကြောင်သူမလက်ခံလာအောင်လိုက်တာကိုဖတ်စုကိုသုံးလို့ရတယ်ဒီစာကြောင်းမှာကျွန်တော်သူမကိုလိုက်နေတာ3နှစ်ရှိပြီလွန်ခဲ့တဲ့3နှစ်ကတည်းကသူမကိုစပြီးလိုက်ခဲ့တာအခုချိန်နေထိလည်းလိုက်နေတုံးပြောချင်တာဖြစ်တဲ့အတွက်present perfect continuous tense ကိုသုံးပေးရမယ် present perfect continuous tense ရဲ့ pattern လေးကတော့ has or have been plus verb ing ရုပ်ပြီးဒါလေးကိုဝကြတဲ့ကြောင်းဖြစ်အောင်အတူရေးကြမယ်အရင်ဆုံးစကြောင်းရဲ့အစမှာ subject ရှိမယ် subject က I subject ပြီးရင် verb လာမယ် verb က present perfect continuous tense ကိုသုံးမယ်ဆိုတော့ id have နဲ့သုံးပေးရမယ်I have been လိုက်တာက PURSUE ဖတ်စုတာက verb 1သူ့ရဲ့ verb ing form က PURSUING ဖတ်စုဝင်ဖတ်စုရဲ့နောက်မှာ noun တစ်ခုခုလိုက်လို့ရတယ်ကျွန်တော်တူမကိုလိုက်နေတယ်ဆိုတော့ I have been pursuing herသူမဒီလိုက်ချင်းကိုခံရတာဖြစ်တဲ့အတွက် object နေရာမှာရှိမယ်သူမကိုလိုက်တာဘယ်လောက်ကြာပြီလဲ3နှစ်ရှိပြီ3နှစ်ကြာပြီဆိုတော့ for 3 years I have been pursuing her for 3 years ကျွန်တော်သူမကိုလိုက်နေတာ3နှစ်ရှိပြီ3နှစ်ကြာပြီကြင်၍များသူမကျွန်တော်ကိုရှင်းရှင်းလင်းလင်းအဖြေမပေးဘူးလို့ပြောချင်တယ်ဆိုရင် She has never given me a clear answer ကြင်၍များသူမကကျွန်တော်ကိုသူငယ်ချင်းတယောက်အနေနဲ့မြင်နေတုံးပဲလို့ပြောချင်တယ်ဆိုရင် She still sees me as just a friendနားလည်မယ်လို့ပြောလင်းပါတယ်ဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် Thank you bye bye